ဒီနေ့ကတော့ဗန္ဓုလမိုဘိုင်းမိသားစုရဲ့ဒုတိယအကြိမ်မြောက်မဟာပုဂ္ဂလိကအလှူပွဲကြီးကိုဗန္ဓုလမိုဘိုင်းကုမ္ပဏီကနေပြီးတော့ငွေကျပ်သိန်း100ကြီးတီမှဒီထူတန်းပြီးတော့ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့မှာရှိတဲ့ရွှေသိန်းမိုးကုတ်ဓမ္မရေးတာကျောင်းတိုက်ကြီးကိုတွားရောက်လှူဒန်းခဲ့တဲ့ပုံရိပ်လေးတွေကိုညီမနဲ့အတူတူလိုက်လံကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်
န်နူလာမိုဘိုင်းမိသားစုရဲ့ဒုတိယအကြိမ်မြောက်မဟာပုဂ္ဂလိကအလှူပွဲကြီးကိုဖန်နူလာမိုဘိုင်းကုမ္ပဏီကနေပြီးတော့သိန်း100ကျပ်တီမှတီထူတန်းပြီးတော့ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့မှာရှိတဲ့ရွှေသိန်းမိုးကုတ်ဓမ္မရိပ်သာကျောင်းတက်ကြီးမှာတွားရောက်လှူဒန်းခဲ့တဲ့ပုံရိပ်လေးတွေပဲဖြစ်ပါရဲ့ရှင်။